တော့ကျွန်တော်ရဲ့ favorite ဖြစ်ဆုံးကွန်မန္တ6နဲ့စောရလွယ်ပြီး random မြန်တဲ့ flow တစ်ခုမျှဝေပေးချင်ပါတယ်ကျွန်တော်ကိုယ်တိုင်လိုက်ဒီ flow တစ်ခုတည်းကိုပဲစောပြီးတော့အပစ်သူလေးချောင်းတရားထဲနဲ့တက်ခဲ့တာမို့လို့ random ချင်တဲ့ brother ကိုလည်းဒီ flow ကိုလိုက်ဆန်းစောကြည့်ဖို့ပြောချင်ပါတယ်ဒါကတော့ line ဆရာခေါ်ပါဒီ line မှာအားလုံးပေါင်းစုစုပေါင်း7ကောင်ပါတယ်7ကောင်ပါတယ်ဆိုလို့ brother ကိုမလန်ဝါကြနဲ့ခုပြောင်းလဲသွားတဲ့ကိုကတ်တွေအရာ7ကောင်ဖြစ်ဖို့ဆိုတာအရှင်စီစဉ်အားထက်တော့အများကြီးလွယ်ပါတယ်နောက်ပြီးပွဲထဲမှာ KOF Synergy တခုရခဲ့မယ်ဆိုရင်တော့10ကောင်နဲ့လည်းစောကစားလို့ရမှာဖြစ်ပါတယ် KOF Synergy လို့လုပ်ပေါင်း KOF hero တွေကမှာ level အမြင့်ဆုံးလို့အတိုင်းအများဆုံးထည့်ထားတဲ့ hero က captain ဖြစ်မယ်ကျန်တဲ့ KOF hero တွေတည်တိုင်း captain ကစပယ်တစ်ခါပို့ပြီးတော့သုံးလို့ရမှာဖြစ်တယ် KOF 6ကောင်ပြီးတာနဲ့ captain hero က350ရာခိုင်နှုန်းနဲ့ပိုရနေအောင်ပါ line link ကို description မှာချပြရမှာ brother ကိုလွယ်တကူစေလို့ရပါတယ်ပြောစရာကြီးလည်းပြောတဲ့လောက်ပြောပြပါရဆိုတော့ကျွန်တော်တို့ game လေးကိုစလိုက်အောင်Chance ရဲ့အလုံးလုံးပုံလွယ်တကူပြောရမယ်ဆိုရင်ကျွန်တော်တို့က99ချုံချုံတပွဲပြီးတိုင်းပတ်စံ3ချက်ရတယ်အဲ့တော့ကျွန်တော်တို့ကအားလီမှာပတ်စံအရန်စုပြီးတော့ level မြန်တင်လို့ကောင်းတဲ့ပုံစံတစ်ခေါက်ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကိုကတ်ကိုရွှေရင်6ကွန်မန္တဆော့တိုင်း6ပါဝါကတ်ကိုရွှေစရာလုံးဝမလိုဘူးလားတော့ကိုဆော့မဲ့ line နဲ့ line မဲ့ဒီကကိုကတ်ကိုရွှေရမှာအခုဒီမှာဆိုရင်ကျွန်တော် fanny power ကြတော့ level 6ရောက်တာနဲ့ကိုယ့်ရဲ့ hero ထည့်နိုင်တဲ့ capacity ကိုတစ်ခု slot တစ်ခုအနေနဲ့ပို့ရမှာပေါ့ဒါဆိုရင်ကျွန်တော်တို့7တောင်ဖြစ်ဖို့ဆိုလွယ်လွယ်လေးပဲကို level 10ရောက်တာနဲ့ကျွန်တော် fake ပေါက်က capacity မရရင်တော့မှကိုမှ7တောင်ထည့်လို့ရနေဘက်မှာကျွန်တော်လောက်မှာတော့ပတ်စံစုမဲ level တင်မယ်။အဲ့တင်တဲ့ level ဝိန်းနေပဲကျွန်တော်တို့ကိုထိန်းဆော့အောင်မှာဖြစ်ပါတယ်။မှာတော့ပတ်စံထိုင်စုနေအောင်ပဲဆိုတော့ဗီဒီယိုရမ်းရှိမှဆိုတော့ရှိကြည့်လို့ကျွန်တော် skip လိုက်ပါမယ်။ပထမဆုံး Facebook မှာတော့ကျွန်တော်ဒီချက်တန်တွေက KOF video တွေမှာပါတာမို့လို့ကျွန်တော်တို့ late game အတွက် winner crown ပဲရွေးချယ်လိုက်ပါတယ်ဗီဒီယိုရမ်းရှိမှာဆိုလို့ဂျားရ image ရဲ့ round နဲ့ကျွန်တော်ကြော်ရပါမယ်ဒုတိယကိုကခင်းအောင်ကမှာဘယ်ဘက်ကကကျွန်တော်၄ချက်တန်တစ်ကောင် random ရပြီအဲ့၄ချက်တန်သွေးထောင်ပိုများမယ် damage လည်း25%ပိုများမယ်နောက်ဘက်ကကတော့အိုင်နဲ့3ခွက်ထည့်ထားတယ်ဒီလိုတိုင်းက damage 20များမယ်နှစ်ကလုံးကတော့ကျွန်တော်ရမ်းချိုက်တဲ့ထဲတော့မပါဘူးဒါပေမဲ့ကျွန်တော်ကန်ဆန်းနေတာနဲ့၄ချက်တန် KOF hero များရမှာဆိုရင်ဒီဘက်ကကတ်ကိုယူလိုက်စေပါကြီးထွက်လာပါတယ်။အဲ့တော့လေစေပါလေးနဲ့ပဲထိမ့်ပြီးစောရတော့ဟုတ်ဒီနေရာမှာကျွန်တော်အထီးက Karina ကို balance နဲ့ပွင့်နေတာပေါ့ဒါပေမဲ့ state 2ရဲ့နောက်ဆုံး round မှာရောက်သွားတယ် Karina ကိုကျွန်တော်မပေးဘူးအဲ့တော့အဲ့ဒါကိုပတ်စံသုံးပြီးတော့ hero လိုက်ရှာနေတယ်မလို့ကျွန်တော်တက်နိုင်အောင် level ပဲတင်ချိန်တန်ရင်တစ်ကောင်မို့တစ်ကောင်တော့ရပါ
တရား favor မှာတော့ကျွန်တော်ချောင်းငါချက်တန်ဒီကဟီရိုပါလာတော့ကျွန်တော်အဲ့နဲ့ပဲတန်းပြီးတော့မစင်းတော့ယူလိုက်တော့တယ်ဒါတွေက round လေးရေးမကြည့်လို့ကျွန်တော်တတိယကပိုးကောက်မြန်လေးသွားလိုက်အောင်တတိယကိုကလည်းရောက်ကျွန်တော်လည်းလေပနိုင်အောင်ရောက်ပြီဒီပွဲဘူးကတည်းကပြောအောင်စောက်တယ်ပေါ့အကလုံးခင်းအောင်ဆိုမယ်ပတ်ဆိုင်ရတဲ့ကတကမှမပေါ့ခုလေဗန်နန်းစပြီးတော့ကျွန်တော်တို့ဘွဲရအရေးကြီးတဲ့ချိန်တွေကိုရောက်ပြီပေါ့နော်ဒီချိန်မှာကျွန်တော်တို့level 10အောင်လည်းတင်ရမယ်ကိုကလည်းတင်အောင်လို့သူ့ကိုထိန်ဆော့ရမယ်ပတ်ဆိုင်ရလည်းအများကြီးဖြုံလို့မရတော့အဲ့အားလုံးစုတစီတဲ့လောက်ရမှာပေါ့နော်လေးချက်တန်2 star နဲ့ပွဲထိန်မှုအတွက်ရှာနေမှာကန်ကောင်းကျွန်တော် level 9မှာလည်း6နှစ်ကောင်စိန်ပေးလိုက်တော့အဲ့ပဲ2 star တန်တင်လိုက်ဒါဆိုရင်တော့ကို level 10သွားဖို့အတွက် easy ဖြစ်ပြီပေါ့အချက်တန်2 star stage 3ကနေ stage 4ဒီကကောင်းကောင်းထိန်နိုင်တယ်နောက်ပြီးအရေးကြီးဆုံးတစ်ချက်ကြံသေးတယ်အဲ့ဒါဘာလဲဆိုတော့ KOS ဆန်နယ်ကြီး6ကောင်ထည့်တယ်မှာငါချက်တန် hero ဖြစ်တဲ့6နဲ့ Valia အတူတူထည့်လို့မရဘူးဘာလဲဆိုတော့သူတို့နှစ်ကောင်ထည့်မယ်ဆိုရင်ကိုက KOS ဆိုင်နယ်ကြီး7ခုပွင့်နေမှာရအောင်အဲ့လိုမှမဟုတ်ဆိုရင်6နဲ့ Valia ရဲ့ဆိုင်နယ်ကြီးဖြစ်တဲ့ Model River က effect ဝင်မှာမဟုတ်ပါဘူးတရား Facebook မှာတော့ကျွန်တော် share ကောင်းများအိမ်ငိုင်းနေပြီးကန်ကောင်းများ capacity ရမှာကြိုးစားခဲ့တယ်မရပါဘူးကျွန်တော် capacity ရရင်တော့ level မတင်တော့ဘဲနဲ့ level 9မှာပဲထိုင်ချပြီးဒီချက်တန်းထောင်ဆုံးပါဘူးဒါမှလည်းမရတဲ့ဆုံးပဲစိတ်ကောက်ပြီးတော့ထပ် winner crown ပဲထည့်ယူလိုက်ပါတယ်ပြီး6တော့များ run ပါနေမို့မကြက်ချပါနေတကယ်ရှင်းနေတွေ့93နဲ့ပြီးတောက်နေတဲ့ကောင်းကြီးတွေကတီးထုတ်နေ
Stage 3ရဲ့ Q round ပြီးမှာပဲ level 10အောင်ရောက်ပြီAli ကတ်မှာ Funny Power နဲ့ Capacity တခုရတာဆိုတော့ကျွန်တော် Fate ပေါ်မှာ Capacity မရလဲဆက်အောင်ထည့်လို့ရတယ်အဲ့တော့လိုချင်တဲ့ hero တွေရှာပြီးတော့ position တည်ဖို့ပဲလိုတော့တယ်နောက်ဆုံး Fate ပေါက်တိလဲကျွန်တော် capacity ကိုမရပါဘူးလေခင်ဗျာဒီ flow မှာဒီကအထောင်ဆော့တင်တာ၄ချက်တန်ထဲမှာဆိုရင်ကျွန်တော်တို့ Paquito ပေါ့ KOF ထဲမှာကိုက KOF ဆိုင်နိုင်ကြီးတစ်ခုပြရဆိုရင် Granger တူမို့ကလောက်ကိုထောင်ထားဆိုတော့ကောင်းတယ်ခုကျွန်တော်က level 10လဲရောက်နေစံလေးအများကြီးကျန်တယ်တွေးလည်းအများကြီးကျန်သေးရဆိုတော့ကျွန်တော်ချောင်းငါချက်တန် restart မှရမလားလို့ရှာကြည့်ရပါlevel 10လဲမရဘူးပုံမှန်ပွဲလဲနေနေဆိုရင်တော့ Paquito ဒီချက်တန် 3 star ကိုအရင်ဦးဆုံးရှာတယ်ဒါမှဟိုချိန်နေမထွက်အောင်ညီမကိုစီပတ်စံရပြီတော့ねတကုံသာရှာတော့ဘာလဲဆိုတော့ကဲလို့ enemy စီမှာတော့ပို့ဆိုရင်ကိုကကလုံးလည်းမရှိတော့သွားပြီငါချက်တန်ဘလို့မှမဖြစ်တော့ဘူးဆိုရင်ရှုံးတော့မှာပေါ့နော်အားကြောင့်နောက် round တော့မစားသေးဘူးကျွန်တော်ကတော့ပတ်စံကုန်တော့မတွေ့မချင်းရှာတော့တာပဲ3 star metro 10 QS ကိုရှင်းရင်တော့ကားနိုင်ပဲရှင်းလို့ရတော့မယ်ဗီဒီယိုစောင်းလေးကြည့်ရတဲ့တရားချင်းနေတာကျေးဇူးတို့တင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းမနေ့ကတရက်လုံးဒီ flow တစ်ခုပဲနဲ့ပဲအပိတူလီဆန်တက်ခဲ့ရမို့လို့ဘာသာတော့လည်း run တက်စီချင်လို့မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်
ဒီဗီဒီယိုက brother တို့အတွက်ကြိုးထူဖြစ်တယ်ဆိုရင်ကျွန်တော် YouTube channel နဲ့ TikTok ကောက်လေးကို subscribe and follow လုပ်ခဲ့ပေးကြပါအောင်ဗျနောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ပါမယ် Good luck